င်္ဂလာပါဒီဗီဒီယိုလေးမှာ Sarovi Printer T4201 ရဲ့ label calibrate ဘယ်လိုရှင်းရမလဲဆိုတာကိုရှင်းပြပေးပါမယ်ခင်ဗျာ user ရဲ့အနေနဲ့ကျွန်တော်တို့ printer ကိုအသုံးပြုနေရင်းနဲ့ error တက်ပြီးတော့ဒီဘက်မှာ mini လေးလင်းသွားပြီဆိုလို့ရှိရင်တခြားဘာမှမလုပ်ဘဲနဲ့ power clock ကိုသာကျွန်တော်တို့အရင်ပိတ်လိုက်ပါခင်ဗျာကျွန်တော်တို့ label ကို calibrate ရှင်းတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံး power clock လေးကိုဆက်ဖွင့်လိုက်ပါပါဝါဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာလေးရနေပြီးတော့မီးပြလင်းသွားတာကိုတစ်ချက်ဆောင်းပါခင်ဗျာပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ printer ကိုအဖုံးဖွင့်လိုက်ပါပြီးလို့ရှိရင်ဒီဘက်ကခလုတ်ကိုနှိပ်ပြီးတော့ကျွန်တော်တို့လှမ်းလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ပြန်ချလိုက်ပါမယ်ကျွန်တော်တို့သူ့ပါဆွဲပြီးတော့ calibrate ညှိပြီးသွားတယ်ပေါ့နော်တကယ်လို့အဲ့လိုလုပ်တော့မှကျွန်တော်တို့မညီသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ခုနအတိုင်းပဲ power ပိတ်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ power ပြန်ဖွင့်လိုက်ပါဒီဘက်ကကျွန်တော်တို့မီးပြလေးလင်းအောင်စောင့်ပါစောင့်ပြီးသွားရင်ကျွန်တော်တို့ခုနလိုပဲလှန်ပြီးပြန်ချပါမယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်မှာတော့ calibrate ညီသွားပြီပေါ့နော်တကယ်လို့မိတ်ဆွေတို့မှမညီသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ဘေးက feed clock ကိုကျွန်တော်တို့ခက်ကြကြလေး feed ထားလိုက်ပါမယ်ခင်ဗျာ feed ထားပြီးလို့ရှိရင်အခုလိုပဲကျွန်တော်တို့သူ့ပါသူ auto calibrate လုပ်ပြီးသွားပါလိမ့်မယ်ခင်ဗျာအဲဆိုရင်ကျွန်တော်တို့ label ကprinter နဲ့ညီသွားပါလိမ့်မယ်ခင်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်တို့စပြီးတော့ print ထုတ်လို့ရပါပြီခင်ဗျာ